ဒီနေရာကိုသူတို့က Switzerland of America တဲ့ဒီယူရေးမြို့ကိုပေါ့နော်သူရဲ့မြို့လေးကတောင်ကုန်းတောင်တန်းတွေကြားမှာပဲဒီရှိတဲ့အတွက်လား Switzerland နိုင်ငံရဲ့အလှလည်းမမြင်ဘူးတော့လေဒီလိုလေးနာမည်ပေးထားတယ်ဒါပေမဲ့သူ့မြို့လေးကတေးသေးလေးလူကတော့စီကားတယ်ဆိုတာကလည်းအမြတ်ပိုင်းကလာပြီးတော့တောင်တဲမယ်စသဖြင့်ပေါ်လေဒါတွေပဲများပါတယ်ကြီးစီအထူးအဆန်းရလို့ဘာမှတိတ်မရှိဘူးဒါပေမဲ့လာနေစိတ်ချမ်းသာစရာကောင်းတဲ့သဘောတာရတယ်ဒါလေးပါပဲကျွန်တော်လည်းခဏနေကြရင်ဒီကနေလှမ်းမြင်ရတာပေါ့နော်ဟိုဘက်မှာသွားတဲ့လမ်းတွေဆိုတော့ဒီလမ်းတွေကသူတို့အများပိုင်းဂျစ်ကားတွေသွားတယ်နောက်တောမှာမောင်းတဲ့ဟိုဒေါ်လာမောင်းတဲ့ဘာခေါ်လဲမသိဘူးเนาะအဲ့ဒီဟာလေးတွေနဲ့ပဲဒီဖက်လောင်းသွားပြီးတော့ဟိုဘက်မှာတောင်ကြားထဲမှာရေတခွန်လေးရှိတယ်အဲ့ဒီဖက်ကိုလူတွေတော်များကသွားကြတာဖြစ်တယ်ဆိုတော့ဒါတွေကတော့ဒီယူရမျိုးရဲ့နာမည်ကြီးတနေရာပေါ့နော်ကဲသူ့ရဲ့တမျိုးလုံးလေးပါကိုတရားနဲ့မြင်ရတာပေါ့လေနော်ဆိုတော့ဒါကတော့ဒီသူတို့မျိုးရဲ့အနေထားလေးပေါ့တောင်အလုံးဝိုင်းထားတယ်ခရီးတွေကတော့ဒီအလဲလာတဲ့လူတော်တော်များတယ်နောက်ဒီနေရာရဲ့အနည်းနားမှာဒါမျိုးပုံစံလေးမြို့လေးတွေရှိတယ်ပေါ့နော်ဆိုတော့လာရင်ဒီမှာသူတို့ကအရက်3ရက်4ရက်တစ်ပတ်လောက်ထိအချိန်ဖြုံးပြီးတော့သူတို့အလဲသွားကြတာပေါ့လေ hiking သွားတယ်နောက်ခုန jeep ကားတွေနဲ့လမ်းကျန်းတွေကိုမောင်းတယ်စသဖြင့်ပေါ့လေကျွန်တော်တို့မြန်မာပြည်သားတွေအတွက်တော့မထူးဆန်းပေါ့နော်ကျွန်တော်တို့ကလမ်းကျန်းတော်လမ်းမှာပဲကြည့်ပြင်လာတယ်နော် hiking ဆိုတာလည်းကျမ်းမာရေးအတွက်မဟုတ်သူတို့ကြတော့စတိုင်းတစ်မျိုးပေါ့လေ hiking လုပ်ရဲဆိုတော့သူတို့အတွက်ကဂုဏ်ယူစရာတစ်ခုဖြစ်တယ်ပေါ့နော်ကျမ်းမာရေးအတွက်လမ်းလျှောက်ခြင်းဆိုတာဟုတ်ပေမဲ့တချို့က hiking ဘယ်လိုလုပ်ရဲဆိုတာကိုဂုဏ်ယူစွာနဲ့ပြောလက်ရှိကြတဲ့အတွက်ပေါ့လေဒါကျွန်တော်တို့ကတောင်ပေါ်လမ်းမှာမွေးကလေး hiking လုပ်ပြီးမွေးလာတာလေနော်ဆိုတော့ဒါသူတို့မျိုးရဲ့အနေအထားလေးပါတောင်တွေကတော့ဒီလိုရှိတယ်ဒီနေရာလေးချတော့ခုနယူရေမြို့ကနေအရှိဖက်ကိုနည်းနည်းမောင်းလိုက်ရင်10မိနစ်လောက်ပေါ့နော်အဲ့ဒီကနေတက်လာရင်ဒီဟာလေးရှိတယ်ကားရလုံးနေရာထားပေးတယ်နောက်ပြီးတော့ကားရတဲ့နေရာနဲ့ခုနလေးမှာဒီတစ်ခွန်လေးရှိတယ်ပေါ့နော်ဒါတွေကသူတို့လူတွေစိတ်ဝင်စားအောင်လုပ်ပေးထားတာပေါ့လေနော်ဆိုတော့ဒီတစ်ခွန်ကဘယ်လောက်ကြီးလဲကျွန်တော်သွားကြည့်ကြည့်မယ်နော်သူရှိတဲ့ခွန်လေးဒါပါပဲဒါပေမဲ့အောက်တော့တော်နဲ့တယ်နော်ဖုံးမြပြုတ်ချလို့ကတော့မတွေ့ရစရာပဲအဲ့ဒီဒီပါပဲနော်ဒါလည်းကိုရကြည့်ရှိရတယ်ရှင်အောက်ကတော့တော်နဲ့တယ်နော်ဆိုတော့ဒါလည်းသူတို့ရဲ့အထက်တရားလေးလမ်းကတော့မိုက်တယ်တကယ်တောင်ပေါ်လမ်းပဲနော်တကယ်တောင်ပေါ်လမ်းဆိုတော့ဒီဖက်တောင်ပေါ်ဖက်ရောက်လာတဲ့အခါကျတော့ပေါ့နော်ခုဖုန်းလိုင်းလည်းမရှိတော့ဘူးဒါတောင်ပေါ်လည်းတော်တော်မြင့်သွားပြီအခုနကျွန်တော်နေတဲ့ယူရေမြို့ပေါ့နော်အဲ့ဒါကဘယ်လဲရမြင့်ပေ8000ဒီပါလောက်ရှိပေါ့နော်ဆိုတော့တော်တော်မြင့်တဲ့တောင်ပေါ်မှာဖြစ်သွားတယ်နောက်အခုကျွန်တော်တို့ဒီတခြားဒေသတွေမှာအပူချိန်တွေက90လောက်ရှိတယ်ဒါပေမဲ့ဒီနေရာမှာကျတော့အပူချိန်က60လောက်ပဲရှိတယ်ဆိုတော့ရာသီဥတုလေးကလည်းအေးလေးနောက်တကယ်လည်းရမြင့်ပြရလဲအမြင့်သွားပြီဆိုတော့တကယ်တောင်ပေါ်ဒေသဖြစ်သွားရပါတော့ရှုခင်းကြတော့အဓိကဒီတောင်နေပါပဲเนาะတောင်နေကြီးပဲဒီကျွန်တော်တို့ရှင်းမှမြင်နေရတာတော့လေဒီထူးတဲ့ပင်ဒီတောင်နေကြီးပေါ့เนาะသူက Red Mountain လို့ခေါ်တယ်
ဆိုတော့သူတို့ဒီ Red Mountain ကနေဘာထုတ်တယ်လဲဆိုတော့တန်ထွက်တယ်ပေါ့နော်ဒါကသူတို့1880လောက်တုန်းကလောက်ခဲ့တဲ့အရာတွေပေါ့လေအခုတော့သူတို့မလောက်တော့ဘူးဒါကိုသူတို့ကတမိုင်းအနေနဲ့ပဲထားတော့တယ်ဟိုမှာကျွန်တော်တို့နည်းနည်းတော့ခက်လှမ်းလှမ်းပေါ့နော်ဒီနေရာချင်းသူတို့တူးခဲ့တဲ့နေရာတွေရှိသေးတယ်ဒီတိုင်းပဲလေ့လာရေးတွေပဲထားတော့တယ်ဆိုတော့ဒါကဒီနေရာနဲ့သူတို့တန်တွေထိုးတဲ့ဟာကိုသူတို့ဒီမှာတမိုင်းတွေရေးထားတယ်နော်တကယ်လို့တမိုင်းဝါဒနာပါလို့ဖတ်ချင်တယ်ဆိုရင်ဒီနေရာတွေမှာသူတို့ပုံတွေနဲ့ဒီလိုထားပေးတယ်ပေါ့နော်ဆိုတော့ဒီတောင်လုံးကြီးကအဲ့ဒီတန်တွေထွက်ခဲ့တဲ့နေရာဖြစ်တယ်တဲ့သူတို့အဲ့ဒီတန်တွေထုတ်ခဲ့တဲ့နေရာပေါ့နော်တတူရင်တူတဲ့နေရာအခုကတော့ဆက်မလောက်တော့ဘူးသူတို့ဒီမှာနော်လောက်ခဲ့တဲ့အရာတွေနော်ဒါတွေသူတို့လုံဟန်ခွင်နေရာဖြစ်တယ်နောက်ဒီနေရာကသူတို့တတူထုတ်တဲ့နေရာမိုင်ပေါင်းဧက3000ကျော်ကျဲတယ်ပေါ့နော်ဒီသူတို့ဒီတွင်ထပ်ပစ္စည်းတူတဲ့နေရာတတူတွင်တူတဲ့နေရာပေါ့နော်ဆိုတော့ဒီတောင်ပတ်လဲကြီးကအဲ့ဒါဒီတန်နေတူတဲ့နေရာဖြစ်တယ်အထူးသဖြင့်ဒီဖက်မှာပေါ့နော်ဒီ Red Mountain ဆိုတဲ့ဖက်ကအဓိကကြတာပေါ့လေဒီလမ်းရတော့တကယ်ကျွန်တော်တို့ချင်းတောင်တန်းပေါ်လမ်းနေလို့ပေါ့နော်တကယ်ကဘာထဲမှာချင်းတောင်တန်းလမ်းဆွန်တော့မှဒီလုံပန်းအနီးနားကလမ်းနေလို့ပေါ့နော်တကယ်ကိုလမ်းချင်းတယ်ဒါပေမဲ့သူတို့ကတော့ကောင်းကောင်းလုပ်ထားတာပေါ့နော်ဒါကြောင့်လမ်းတော့ကောင်းပေမဲ့ချင်းတာတော့လုံးဝပဲတတိထားရတဲ့အခြေအနေပေါ့နော်ခရီးသွားတွေလည်းအများကြီးလာတဲ့အတွက်သူတို့တရားနဲ့အခွင့်အရေးလည်းအများရတာပေါ့လေဒါကြောင့်ဒီလမ်းတွေလည်းသူတို့ share ပြင်နိုင်တယ်လမ်းချင်းပြင်မဲ့ကောင်းကောင်းကြီးကိုပြင်ထားတာဖြစ်တဲ့အတွက်သွားလာတော့ကောင်းတယ်ဒီနေရာတွေကတော့ဘာကထူဆန်းလဲဆိုတော့တောင်ပေါ်ဒါပါပဲတခြားကြည့်စရာလေ့လာစရာရလို့အများတဲ့သဘောရှိတယ်အားလည်းရမှာနာနေနဲ့လေပို့တဲ့ပါပဲဒီမြို့မှာရှိတဲ့ဒီ waterfall ပေါ့နော်ဒီတစ်ခုတစ်ခုသွားမယ်ဆိုတော့ခမဒီမှာလက်မစင်းအောင်ပေါ့နော်ကျွန်တော်လက်မဖြတ်ဖို့အထက်ကိုသွားမှာဖြစ်ပါတယ်လက်ဖက်ရောင်းတဲ့နေရာမှာဒီဟာတွေပြထားတာပေါ့နော်ဆိုတော့နော်လက်မဖြတ်ပြီးတော့ရှေ့ကိုသွားရမယ်နော်ကျွန်တော်တက်သွားနေပြီဖက်များကျွန်တော်ခေါ်သွားတယ်ပေါ့လေနော်တခါလေကြာရင်ဒီလူတွေလောက်ရင်လေအလွယ်လွယ်ဖြစ်တတ်တယ်ပါလဲဆိုတော့သူတို့ကပြောရင်အကြီးကြီးပဲဒါပေမဲ့တကယ်ရောက်သွားတဲ့အခါမှာဘာမဟုတ်ရဖြစ်သွားတယ်အဲ့ဒါကို American ချင်းလို့ကျွန်တော်ကခေါ်ပါတယ်ဆိုတော့ okay အဲ့လိုလေးပေါ့နော်ဆိုတော့ဒီဖက်တော့ဆင်းသွားကြတယ်တို့သွားကြတယ်ကျွန်တော်လည်းဒီတိုင်းပဲသွားလိုက်မယ်နော်ဟိုနားလက်မှဖြတ်ပြီးတော့ပေါ့နော်ဒီထက်ဝင်လိုက်ဒီမှာကြောက်ကဘာအဖြစ်မှာဒီတခွန်လေးပေါ့လေဆိုတော့အထူးဆိုင်ချက်မဟုတ်တာမဲ့လေလောက်ကောင်းတဲ့သဘောလေးပါနော်အောက်ဆင်းလို့ရတယ်လို့ကျွန်တော်ဟိုရရေချတာတော့ကျဲတယ်နော်ဝါ
ဆိုတော့ခုနအောက်ကနေရတဲ့ဟာဒီအပေါ်ပေါ့နော်ပေါ်ချောင်းရတယ်လို့ရှိတယ်စစ်စင်တာခုနကျွန်တော်အောက်ကိုသွားတဲ့စေကားနော်ဟိုးအောက်လာနေရှိတယ်နော်အဲဒီလမ်းကနေအောက်ကိုခေါင်းရောက်တယ်ညံဖက်တယ်ဒီဟိုးဖက်ဖက်ပြီးတော့ဒီအပေါ်တရားပဲဖက်တယ်နော်ဆိုတော့ဒီလိုမျိုးဆိုတော့ဒီနေရာတွေကတကယ်သဘာဝရာသီဥတုနော်သူတို့မျိုးနောက်ပြီးတော့သူတို့ရဲ့ပြင်ဆင်ထားတာပေါ့နော်လူတွေလည်းနိုင်အောင်လုပ်ထားတာအများကောင်းတယ်ဒီမှာကျွန်တော်တို့ဆောင်းတွင်းဆိုလည်းနှင်းတွေအများများနေရာတီးကတော့ခုလိုပေါ့နော်ဒီ hiking လုပ်ဖို့ရတွေ့လူတွေလာကြတယ်သွားလာကြတယ်ဆိုတော့ကျွန်တော်နောက်မှာလည်းကြည့်ရင်ဒီတောင်တန်းကြီးတွေနဲ့ဒါကျွန်တော်လဲတဲ့မျိုးရဲ့နောက်ကျလို့လာချင်တယ်ဆိုရင်ကြော်ရဟိုမှာမြို့ကတော့နောက်မှာရှိတယ်နော်